အားလုံးပဲမင်္ဂလာပါကိုဖြိုးမန္တလေးအင်ချန်မီရပါခင်ဗျာခုတစ်ခါမိတ်ဆက်ပေးမှာတော့စက်မှုကိုတောင်ငါးလေးပဲဖြစ်ပါတယ်ခင်ဗျာ40-60ပေအကျယ်ရှိတဲ့မြေကွက်ထဲမှာအောင်မှာကျွန်တော်တို့ကိုတောင်ဓာကြီးပဲပေ80-150အကျယ်ရှိပါတယ်ခင်ဗျာကိုတောင်လေးရဲ့တီနေရာကတော့ကျွန်တော်တို့49မိန်းလမ်းမကြီးတင်143ထောင်မှာတည်ရှိပါတယ်ခင်ဗျာကားဝင်ကားထက်အဆင်ပြေပြီးတော့မှကျွန်တော်တို့ကိုတောင်ဓာကြည်ကြဲဝင်းလေးရရှိမှာဖြစ်ပါတယ်ခင်ဗျာဒီမြေကွက်လေးကိုငှားပေးမဲ့ဈေးနှုန်းလေးကတော့တစ်လကိုကျပ်သိန်း150နဲ့ငှားချထားပေးမှာဖြစ်ပြီးတော့မှအနည်းဆုံးတစ်နှစ်ချုပ်ပေးရပါမယ်ခင်ဗျာစိတ်ဝင်စားမှုရှိပါက0925959636ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်မိတ်ဆွေတို့ရဲ့မြေကွက်များကိုဂိုတောင်များကိုလည်းရောင်းဝယ်ငှားအတွက်လိုအပ်ပါကယုံကြည်စွာနဲ့အနံ့နိုင်ပါတယ်ခင်ဗျာစိတ်ဝင်စားမှုရှိပါကမြင်းပြင်မှာလာရောက်ကြည့်ရှုဖို့အတွက်ဖိတ်ခေါ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ